မင်္ဂလာပါရှင်ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာငါသိတယ်ငါတက်တယ်ဆိုတဲ့လူတွေရှိကြလားအဲ့လိုမျိုးအရာရာကိုငါသိရဆိုတဲ့ video လေးကို reaction လေးလုပ်ပေးရှင်တယ်ဘယ်လိုမျိုးလေးလဲဆိုတာကိုအားလုံးအတူတူကြည့်ကြရအောင်ကျပေါင်းတုံနေနဲ့ဗျာဒီမှာတပည့်တွေမိန်းမတွေကရည်စရာလေးပြောပေးပါအောင်ဆိုတော့ line ပေါ်ကခင်ဗျားတို့တွေလည်းကြည့်ရအောင်လို့ကျွန်တော်ဟာတာလေးတစ်ပုတ်ပြောပေးမယ်လားဟုတ်တော့တဲ့အနာယောက်ျားကိုအမတန်နိုင်ခြင်းနဲ့မိန်းမတယောက်ရှိတယ်တဲ့။ तू ကလည်းနိုင်တဲ့ဗျအလျှော်မပေးဘူး तू ကလေလားအလျှော်မပေးဘူး तू အဲ့ဒါတနေ့ကျဘာလေးပြောလိုက်ယောက်ျားကို तू ကငါတီးသားပဲဆိုတဲ့စကားနဲ့ तू ကအနိုင်ယူတာဗျ။ तू အဲ့စကားလေးနဲ့ तू ကအနိုင်ယူတာအဲ့တနေ့ယောက်ျားကမိမရေရွာထဲမှာငါလာရင်းနဲ့ရက်ွက်ထိန်မှာဘယ်သူတွေတော့ရန်ဖြစ်နေကြတယ်ဟေးဆို तू ကငါတီးသားပဲဒီလိုပြောလိုက်တော့ယောက်ျားသူနောက်မှသိရတယ်ဖြစ်သွားတာပေါ့ဗျာအဲ့ဒါအနိုင်ရပါဗျာတနေ့ကျတော့ရောက်မိမရေးငါမှရောက်ဒီမှာဈေးထဲငါသွားတာဈေးထဲမှာလေဒီနေ့မှာဝတ်သားဈေးတွေတက်တာမဆက်အောင်ငါဝဲလာတယ်ငါသေးသားပဲလို့ပြောတယ်အဲ့ဒါနဲ့ပဲယောက်ျားလမ်းထိန်မှာဟာတဲ့ငါလာရင်းနဲ့တဲ့အမလီမိမပြောအောင်ပဲတဲ့စင်ပြန်ကြီးတစ်ကောင်တွေ့တာဟာအကြီးပဲတဲ့ဆို तू ကဘာထားပဲအမေတဲ့ငါသေးသားပဲနင်ကစင်ပြန်ကြီးတစ်ကောင်ရှိတာကိုငါသေးသားပဲဆိုတော့နင်ဘရောအခါမှာငါ့ကိုအလျှော်မပေးဘူးအမြဲတမ်းအနိုင်ယူတတ်တယ်အဲ့တော့စင်ပြန်ရှိမလားဟာဆိုတခါတဲ့ကြောက်ထုလာအောက်ကဘာပြောရမလဲငါသေးသားပဲတဲ့အဲ့လိုပြောရင်ရိုက်မယ်ဆိုတာနည်းနည်းလေးဟုတ်တယ်အဲ့ကြောင့်မလို့ညီတို့တွေလည်းယောက်ျားကိုနိုင်ရင်အဲ့ငါသေးသားပဲဆိုတဲ့တလုံးနဲ့နဲ့အနိုင်ယူကြလားဒါကတော့အားလုံးမြင်တဲ့အတိုင်းပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာပုံဝင်ချင်းမှာငါသိတယ်ငါတက်တယ်ဆိုတဲ့လူတွေရှိကြလားအဲ့လိုလူမျိုးမြင်ဖူးကြလားအဲ့ဒါဆိုရင်တော့ကိုမလေးတွေရေးပေးထားခဲ့ပြီပါကိုယ့်ရဲ့အမျိုးသားတွေကိုနိုင်ရှင်နေဆိုရင်တော့ငါသိတယ်လို့သာတက်လုံးနဲ့ပြောလိုက်အဲ့ဒါဆိုလုံးဝအဆင်ပြေသွားပြီဒီဗီဒီယိုလေးကတော့ဟာတာအနေနဲ့ reaction လုပ်ပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးပဲရီမိုးပြရှင်နိုင်ကြပါစေရှင်နောက်ဗီဒီယိုလေးမှာထပ်ပြီးတွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်